အားလုံးပဲမင်္ဂလာပါ Lunch Banyan MTU page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက် recording လေးရတော့N3 အတွက်ပေါ့နော်新刊三 master reading တွေက問題6လေးကိုဆက်ပြီးတော့မှ sharing လုပ်သွားချင်ပါတယ်じゃあ早速いきます6はい6မှာသူကပေါ့နော်ဘာနဲ့ပတ်သက်တဲ့မိကုံမျိုးလဲဆိုလို့ရှိရင်တဲ့誰がဘသူကပေါ့နော်何かဘာကဆိုတဲ့ဟာမျိုးကိုတဲ့ခန့်ခါရဲလို့စဉ်းစားရမှာပေါ့နော်အဲ့တော့ဒီပု္ပ္ပာကဘာနဲ့ပတ်သက်တဲ့ဟာလာမှလဲဆိုရင်ဒီဟာကိုဘသူကလောက်တာလဲပေါ့နော်ဘာကိုလောက်တာလဲဆိုတဲ့အဲ့လိုမျိုးဒါတဲ့ဆိုဟာမျိုးတို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းပဲနာနီဘာလဲဆိုတဲ့ဟာမျိုးကိုစဉ်းစားခိုင်းတဲ့ပု္ပ္ပာမျိုးပေါ့လေနော်အဲ့တော့ယုံမှုမရင်ဒီလေးမှာသူဘာပေးထားလဲဆိုလို့ရှိရင်လေ男社でお年寄りに席を譲ろうとしたが断られた。ရထားထဲမှာお年寄りにဆိုတော့ဒီတက်ကြီးရွယ်အိုတွေကိုပေါ့နော်ရထားထဲမှာတက်ကြီးရွယ်အိုတွေကိုထိုင်ကုန်ဖယ်ပေးမယ်လို့လုပ်ခဲ့ပေးမယ်လို့လေတဲ့ကိုတိုရာဆိုတော့ကိုတိုဝါရတဲ့တာဆိုတော့အငင်းခံခဲ့ရတယ်ပေါ့လေနော်အငင်းခံလိုက်ရပါတယ်တဲ့အဲ့တော့ရထားထဲမှာထိုင်ကုန်ဖယ်ပေးမယ်လို့လုပ်တယ်အငင်းခံခဲ့ရတယ်တဲ့ကိုတိုဝါရတဲ့တာတော့誰ですかအငင်းခံလိုက်ရတာကဘာတူလဲတဲ့နံပါတ်1ကကြတော့โอโตရှိရဒီတက်ကြီးရွယ်ကိုလားဒါမှမဟုတ်ជីဘုံကိုနိုင်ကလားပေါ့နော်အဲ့တော့ဒီစာကြောင်းကိုကထပ်တော့ပါကျွန်တော်ကဒီစာကြောင်းကိုပြောတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တက်ကြီးရွယ်ကိုပေါ့နော်လာလို့မလို့ရထားတယ်မှာကျွန်တော်ထိုင်ကုန်ဖယ်ပေးလိုက်တယ်ပေါ့နော်ဒါမဲ့လည်းတက်ကြီးရွယ်ကိုကနေပြီးတော့မှညင်းခဲ့တာဖြစ်မှာလေနော်အခုကျတော့သူကဒီမှာလာတဲ့ဆိုတဲ့ဥကိမိကေးလေးတုံးထားရပေါ့နော်ဥကိမိကေးလေးတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အတိတ်ပဲကခံရတယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘ누구ကခံရမှာလဲဆိုတော့ဒီစာကြောင်းကိုပြောရတဲ့သူကခံရတာဖြစ်သွားမှာပေါ့လေနော်အဲ့တော့သူလည်းမေးထားတယ်断れですかဆိုတော့အငင်းခံလိုက်ရတာဘာလို့လဲဆိုတော့ဘီပေါ့ဂျီဘုံဖြစ်မှာပေါ့လေနော်အဲ့တော့ဒီဘက်လေးကအရေးကြီးပါတယ်အကယ်၍ဒါဒီနန်းလေးမှာ okay မိကေမဟုတ်ဘဲနဲ့ပေါ့နော်断れたညင်းခဲ့တယ်ဆိုလို့ရှိရင်တော့ညင်းတာကဘာလို့လဲဆိုရင်တော့ A ဖြစ်မှာပေါ့နော်တက်ကြီးတွေကညင်းတယ်ဘီဝခံရမှာလဲဆိုတော့ကိုကခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဆိုရင်တော့အဖြေက A ဖြစ်မယ်ပေါ့နော်အခုကျတော့ okay မိကေလေးနဲ့အငင်းခံခဲ့ရတာကဘာလို့လဲလို့မေးရဖြစ်တဲ့ကြောင့်မလို့ဂျီဘုံဆိုတဲ့ဟာလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒီစာပိုက်မှာတဲ့အဲ့လိုဒါတဲ့ဘသူကတို့ပေါ့နော်ဘာကဆိုတဲ့ဟာမျိုးစဉ်းစားခိုင်းတဲ့ပု္ပ္ပာပါတဲ့အဲ့တော့တို့ကလေးကိုကြည့်ကြည့်အောင်ပေါ့နော်次の文章を読んで質問に答えなさいတဲ့အောက်ကမေးခွန်းကိုဖတ်ပြီးတော့လို့ရှိရင်ဖြေပေးပေါ့လေနော်အဖြေက1နဲ့3လေးတွေကနေတစ်ခုဖြစ်ပါလိမ့်မယ်ဆိုမှစာပိုက်လေး2ပိုက်ပေးထားပါတယ်အဲ့တော့မေးခွန်းလေးအရင်ကြည့်ကြည့်မယ်နော်မေးခွန်းမှာ答えてあげてほしいလို့ပေးထားတယ်ပေါ့နော်答えてあげてほしいと思っているのは誰かဆိုမှမေးထားတယ်ပေါ့နော်အဲ့တော့ဒီဖြေကိုတာရဲ့လူကဖြေတယ်အာဂေမတ်ကပေးတယ်အဲ့တော့ဖြေပေးဖို့ရှိဆိုတော့စေခြင်းတယ်ပေါ့လေနော်အဲ့တော့ဖြေပေးစေခြင်းတယ်လို့တွေးနေတာကဘာတူလဲပေါ့နော်အဲ့တော့ဖြေပေးစေခြင်းတယ်လို့တွေးတာကဘာတူလဲတဲ့အဲ့တော့နံပါတ်1ကကြတော့お年寄りや体の不自由な人ဆိုတော့ဒီတက်ကြီးရွယ်ကိုねခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူကဖြေပေးစေခြင်းတယ်လို့တွေးနေရလားပေါ့လေနော်နောက်နံပါတ်2ကကြတော့席を譲らない若者ဆိုတော့ထိုင်ကုန်ကိုမဖယ်ပေးတဲ့လူငယ်ကဖြေပေးစေခြင်းတယ်လို့တွေးနေရလားနောက်3番က若い人လူငယ်ပေါ့လေနော်လူငယ်ကတဲ့ဒီဖြေပေးစေခြင်းတယ်လို့တွေးနေရလားနောက်နံပါတ်4ကကြတော့この本を書いた人ဒီစာပိုက်ကိုရေးတဲ့သူဆိုတော့ဟိရှဖြစ်မှာပေါ့လေနော်စာရေးသူပေါ့လေအဲ့တော့ဒီစာပိုက်ကိုရေးတဲ့သူကဖြေပေးစေခြင်းတယ်လို့တွေးနေရလားအဲ့တော့ဒါတဲ့ဆိုတဲ့လူကိုရှာခိုင်းနေပေါ့နော်ဘသူဖြစ်မလဲပေါ့လေအဲ့တော့အဲ့ဘသူဖြစ်မလဲဆိုတဲ့မိကုံမှာဘာကဘသူဖြစ်မှာလဲဆိုတော့ဖြေပေးစီခြင်းတယ်လို့တွေးနေတာကဘသူလဲဆိုတဲ့ဟာပေါ့လေနော်အဲ့တော့ဒီမှာကြည့်ကြည့်မယ်ဆိုရင်တန်းစာရဘတ်တနီနိုတေတို့ရထားတွေဒီဘတ်ကားတွေကိုစီးတဲ့အခါမှာပေါ့လေနော်お年寄りや体の不自由な人に席を譲らない若者を見かけますတဲ့ဒီထိုင်ကုန်ဗာလေရထားတို့ဘတ်ကားတို့စီးတဲ့အခါမှာတက်ကြီးရွယ်အိုတွေဒါမှမဟုတ်လို့ရှင်လဲခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကိုပေါ့နော်ထိုင်ကုန်ကိုမဖယ်ပေးတဲ့လူငယ်တွေကို見かけますတဲ့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီစာကြောင်းကိုကြည့်ကြနေရပေါ့နော်ဒီဟာကဘယ်သူကပြောနေရလဲဘုံတော့စဉ်းစားကြည့်မယ်အခုမေးတဲ့မေးခွန်းကသူကဒါတဲ့လို့ပြောတာဖြစ်တဲ့ကြောင့်မလို့ဒီစာကြောင်းကိုပြောတဲ့သူကဘာလို့ဖြစ်မလဲဆိုတာမျိုးကစဉ်းစားဖို့လိုအပ်တယ်ပေါ့လေနော်အဲ့တော့အခုဒီမှာဆိုရင်ရထားတွေဘတ်ကားတွေကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်တကြွေုံနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေဆိုလို့ရှိရင်ထိုင်ကုန်မှာဖယ်ပေးကြတဲ့လူငယ်တွေကိုမြင်ခဲ့ပါတယ်ဘယ်လိုကမြင်ပါလဲဒီစာကြောင်းကိုရေးတဲ့သူကမြင်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒီပထမဆုံးစာကြောင်းကိုပြောနေတဲ့သူကဟိရှဖြစ်မယ်ပေါ့လေနော်ဒီစာပိုက်ကိုရေးတဲ့သူကဒီလိုရထားတွေတို့ဘတ်တွေထဲမှာဒီလိုတကြွေုံနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေကိုထိုင်ကုန်မှာဖယ်ပေးရအောင်သူမြင်တယ်ပေါ့လေနော်အဲ့တော့စကားဇက်လေးအနေနဲ့စကတ်စီဆိုတဲ့စကားဇက်လေးပါတယ်ပေါ့နော်အဲ့တော့ဒီလိုစကားဇက်တွေဆိုလို့ရှိရင်တတိထားရမယ်ပေါ့နော်အဲ့တော့
ရှေ့မှာသူကမီကာဂေမာစလမ်မြင်လိုက်တယ်နော်ဘယ်သူကမြင်တာလဲဆိုစာရေးသူကဘာကိုမြင်တာလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူနဲ့တက်ကြီးရွယ်အိုတွေကိုပေါ့နော်ဒီထိုင်ကုန်မှာဖယ်ပေးတဲ့လူငယ်တွေကိုစာရေးသူကမြင်လိုက်တယ်ဒါပေမဲ့လို့လဲတဲ့စကီယိုယူဇရာနိုင်ဝကမွန်နိုနီဂီတမီတော့ဒီထိုင်ကုန်မဖယ်ပေးရတဲ့ပေါ့နော်လူငယ်တွေကိုတဲ့မေးကြည့်လိုက်တဲ့အခါမှာတဲ့အဲ့တော့မေးကြည့်ရဲဆိုတော့ဘ누구မေးမှလဲဆိုလို့ရှိရင်ထိုင်ကုန်မဖယ်ပေးတဲ့လူငယ်တွေကိုမေးမယ်ဘ누구ကမေးမှလဲစာရေးသူကမေးတယ်ပေါ့လေနော်အဲ့တော့ဒီစာပိုက်မှာမေကွန်မေးထားတာကဒါတယ်လို့ပြောတာဖြစ်တော့ကြောင့်မလို့ဒီတချောင်းချင်းစီကိုပြောကြတဲ့อ่ะပေါ့နော်ဘ누구ကပြောနေတာလဲဘ누구ကိုပြောရလဲဆိုတာလေးကိုတိတိကျကျနားလည်ဖို့လိုအပ်တယ်ပေါ့လေနော်အဲ့တော့မေးကြည့်လိုက်တဲ့အခါမှာイさんは譲ろうとしたことがあるがဗတ်တာことがありますဆိုလို့ရှိရင် verb ဖူးတယ်ဆိုတဲ့အဓိပ္ပာယ်လေးလေနော် and for grammar လေးပါအဲ့တော့အရင်တုန်းကဖယ်ပေးမယ်လို့တော့လုပ်ခဲ့ဘူးပေမဲ့လို့断られてしまってအငင်းဒီမှာဥကေမီခေလေးနဲ့တုံးထားပါတယ်ခံလိုက်ရပြီးတော့မှတဲ့その後はအဲ့ဒီနောက်ပိုင်းမှာတော့もう譲ろうという気持ちをなくしてしまったという人も多いのですってအဲ့တော့သူကစာရေးသူကနော်သူကဒီထိုင်ကုန်မဖယ်ပေးရဲ့လူငယ်တွေကိုသူတွေးလိုက်တယ်လို့ပြောတယ်အဲ့အတွက်ကြောင့်မလို့သူကထိုင်ကုန်မဖယ်ပေးရဲ့လူငယ်ကိုမေးကြည့်လိုက်တဲ့အခါမှာအရင်တုန်းကတော့ဖယ်ပေးမယ်လို့လုပ်ဖူးပေမဲ့လို့တဲ့အငင်းခံလိုက်ရတယ်အဲ့တော့အငင်းခံလိုက်ရတယ်ဘယ်သူကအငင်းခံရတာလဲဆိုတော့လူငယ်တွေကပေါ့နော်ထိုင်ကုန်ဖယ်ပေးမယ်လို့လုပ်လိုက်တဲ့လူငယ်တွေကအငင်းခံလိုက်ရတယ်အဲ့တော့ဘယ်သူတွေစီကအငင်းခံရတာလဲဆိုတော့ဒီတက်ကြီးရွယ်အိုတွေနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေကိုထိုင်ကုန်ဖယ်ပေးတဲ့အခါမှာသူတို့စီကနေအငင်းခံလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနောက်ပိုင်းဘယ်နောက်ပိုင်းလဲဆိုတော့ထိုင်ကုန်ဖယ်ပေးလိုက်တဲ့အခါမှာအငင်းခံရပြီးရဲ့နောက်ပိုင်းမှာပေါ့လေနော်မို့ယူဇရိုတိုယူကီမိုချီနောက်တစ်ခေါက်ပေါ့နော်ထပ်ပြီးတော့မှဖယ်ပေးမယ်ဆိုတဲ့စိတ်ခံစားချက်ကနာကုစုပြောက်ွယ်သွားတယ်ဆိုတဲ့လူတွေကလည်းပဲအများကြီးပါပဲဆိုပြီးတော့မှပြောထားတယ်ပေါ့နော်အဲ့တော့ဒီစာပိုက်လေးမှာစာရေးသူကပေါ့နော်တကယ်တော့လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမြင်လိုက်ရတယ်ဆိုတော့စာရေးသူပါတယ်မြင်ခံရတယ်ဆိုတော့ဒီတက်ကြီးရွယ်တွေနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေပေါ့လေနော်ပြီးတော့လူငယ်ဆိုတော့ပြောမယ်ဆိုရင်လူအနေနဲ့ဆိုလို့ရှိရင်၄ယောက်ပါမယ်ပေါ့လေနော်စာရေးသူရဲ့ပြီးတော့လို့ရှိရင်ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူရဲ့ပြီးတော့ရှင်တက်ကြီးရွယ်ရဲ့ပြီးတော့လူငယ်ရဲ့ဆိုပြီးတော့မှလူအနေနဲ့ပေါ့နော်ဓာတ်တဲ့အနေနဲ့ဆိုလို့ရှိရင်၄ယောက်ပါတယ်အဲ့ထဲမှာတော့စာရေးသူကရက်ထားတွေ bus day စီရဲ့အခါမှာတက်ကြီးရွယ်ကိုနဲ့ပေါ့နော်ဒီခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေကိုထိုင်ကုန်မဖယ်ပေးတဲ့လူငယ်တွေကိုတွေ့သွားတယ်ဒါကြောင့်မလို့သူကအဲ့လူငယ်တွေကိုမေးကြည့်လိုက်တယ်ပေါ့နော်မေးလိုက်တဲ့အခါမှာသူကအရင်တော့ကတော့ဖယ်ပေးမယ်လို့လုပ်ဖူးပေမဲ့လို့လေသူကအငင်းခံလိုက်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲ့ဒီနောက်ပိုင်းမှာထိုင်ကုန်ဖယ်ပေးမယ်ဆိုတဲ့စိတ်ခံစားချက်ကပျောက်သွားတယ်ဆိုတဲ့လူတွေအများကြီးပဲပေါ့လေနော်အဲ့တော့ဝါကိုက်ဟီတိုနီတော့တဲ့လူငယ်တွေအဖို့တော့အပေါ်မှာအဲ့လိုလေးဖြစ်တဲ့အချိန်မှာစာရေးသူကဒါကစာရေးသူရဲ့ ecam ဖြစ်လိမ့်မယ်ပေါ့လေနော်ထင်မြင်ချက်တွေဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ပါနေတဲ့ speaker ဆော့ဆော့ပြောတဲ့လူအနေနဲ့ပါတာအပေါ်ပိုက်မှာ၄ယောက်ပါသွားတယ်လေနော်အဲ့၄ယောက်ထဲမှာမှသူကလူငယ်တွေအဖို့လူငယ်တွေအနေနဲ့လို့ပြောတာပြောကြောင့်လို့ဒါကစာရေးသူရဲ့ပြန်ပြီးတော့ခံသူသုံးသက်ချက်တွေဖြစ်တော့မယ်ပေါ့လေနော်အဲ့တော့လူငယ်တွေအဖို့ကတဲ့知らない人に声をかけるのは少し緊張しますတဲ့အဲ့တော့မသိတဲ့သူကိုအတန်ပြုတ်ဖို့ဆိုတာကနည်းနည်းတော့စိတ်လှုပ်ရှားစရာကောင်းတယ်ဥပမာကကိုယ်နဲ့လည်းမရင်းနေဘူးကိုယ်နဲ့လည်းမခင်တဲ့သူကြီးကိုလေနော်စရီမာဆန်ပြောဖို့ပဲဖြစ်ဖြစ်ပေါ့လေနော်တခုမဟုတ်တခုကစကားလမ်းပြောဖို့တကဗဇက်ကနေမှအတန်ပြုတ်ဖို့ဆိုတာကအရင်ကမှနည်းနည်းလေးတော့စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်人に席を譲るのはထိုင်ကုန်ကိုစကားအတန်ပြုတ်ဖို့တော့မှခက်ခဲတာကွာထိုင်ကုန်လူလိုက်ကြီးကိုလေနော်ထိုင်ကုန်ဖယ်ပေးဖို့ဆိုတာကနည်းနည်းတော့တဲ့ယူကီကအီဒီမတ်တဲ့တတိရှိဖို့လိုပါတယ်တဲ့どうぞと声かけた時にဆိုတော့どうぞဆိုပြီးတော့မှပေါ့နော်ဒီမှာမျက်တောင်အဖွင့်ပိတ်လေးနဲ့ပေးထားရဲဆိုတော့ဒါကစကားစုလေးတစ်ခုပဲဖြစ်မှာပေါ့နော်ထိုင်မှာဒါမှမဟုတ်ရှင်လဲဒီမှာထိုင်မှာတို့ပေါ့နော်အဲ့လိုမျိုးဒီနေရာမှာဒီမှာထိုင်လိုက်ပေါ့လေနော်အဲ့လိုပုံစံမျိုးပြောမှာပေါ့လေနော်どうぞဆိုပြီးတော့မှတဲ့ခွေးခက်ခစ်တတ်တော့ကီဆိုတော့အတန်ပြုတ်လိုက်တဲ့အချိန်မှာအဲ့တော့どうぞဆိုပြီးတော့မှပေါ့နော်ပြောလိုက်တဲ့အချိန်မှာပဲခန်းဆောင်の言葉とခန်းဆောင်の言葉ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးအဲ့တော့ဘလို့စကားလုံးမျိုးဖြစ်မလဲဆိုတော့အရိယတော့ပဲဖြစ်ဖြစ်ပေါ့လေနော်အဲ့လိုမျိုးစကားလုံးထုတ်ဆိုတော့နဲ့ပေါ့နော်အဲ့လိုမျိုးစကားလုံးမျိုးနဲ့ဧကအိုခိုင်းတဲ့ခုတဲ့ပါဆိုတော့ဧကအိုဆိုအပြုံးမျက်နှာလေးလေနော်အပြုံးမျက်နှာလေးကိုခိုင်းတဲ့ခုတဲ့ပါပေးလိုက်မယ်ဆိုလို့ရှိရင်တော့次もまた譲ろうという気持ちになりますတဲ့ထပ်ပြီးတော့မှပေါ့နော်နောက်ထပ်လည်းပဲသူကကိုကိုကျေးဇူးတင်သွားတယ်ပေါ့လေနော်ပြုံးပြသွားတယ်ဆိုတော့ okay ငါနောက်တစ်ခါဆိုလို့ရှိရင်လည်းပဲဒီလိုမျိုးဖယ်ပေးမယ်ဆိုတဲ့စိတ်ခံစားချက်မျိုးတော့ညနာဒီမတ်ဖြစ်လာပါလိမ့်မယ်တဲ့ဒါခါရဒါအတွက်ကြောင့်မို့လို့ပေါ့လေနော်မို့ရှင်စကီကိုယူဇရာတဲ့တာအကယ်၍များပေါ့နော်ထိုင်ကုန်ဖယ်ပေးတာဟိုဒါ
ခံခဲ့ရမယ်ဆိုလို့ရှိရင်ပေါ့နော်အကယ်၍မြန်ကိုကဒီစာပိုက်ကိုဖတ်တဲ့သူကတက်ကြီးတွေကိုတယောက်သာဆိုလို့ရှိရင်ပေါ့နော်အကယ်၍မြန်ကိုကထိုင်ကုန်ဖယ်ပေးတာကိုခံလိုက်ရတယ်ဆိုလို့ရှိရင်တဲ့မျက်တောင်အဖွင့်ပိတ်လေးနဲ့ရေးထားပါတယ်その必要はないအဲ့လိုမျိုးမလိုပါဘူးလို့思ってもတွေးတယ်ဆိုရင်တော့မှပဲအဲ့တော့အဲ့ဒီလိုမလိုပါဘူးလို့တွေးတယ်ဆိုတာကဘာမလိုပါဘူးလို့တွေးရလဲဆိုလို့ရှိရင်ခန်းဆောင်တော့ကိုတော့ပါနဲ့အေကကိုပြန်ပေးဖို့ပေါ့နော်မလိုပါဘူးပေါ့လေနော်အဲ့လိုမျိုးလို့ထင်မယ်အမောကိုမနာဆိုင်အဲ့လိုမျိုးမလိုဘူးဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကိုကမတရက်နိုင်နဲ့ကွာအသက်ကြီးရယ်ဆိုပေမဲ့ပေါ့နော်ကိုကအသက်ကြီးနေပေမဲ့လို့လဲကွာမတရက်ပြီးတော့မှစီးလို့ရတယ်ပေါ့နော်စီးနိုင်တဲ့အနေထားဆိုတယ်ပေါ့နော်ငါ့ကိုဖယ်ပေးစရာမလိုဘူးလို့တွေးနေမယ်ဆိုရင်တော့မှပဲတဲ့စနာဝနီဆိုပါဒီအဲ့တော့ဖယ်ပေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ထိုင်ကုန်မှာရိုးရိုးသားသားလေးပဲရိုးရိုးသားသားလို့ပြောရမှာလားเนาะဒီနေ့မှာစနာဝနီဆိုပါဒီဆိုတော့ထိုင်ချလိုက်အရင်ဆုံးထိုင်ကြပြီးတော့မှဝါရတဲ့ပြုံးပြီးတော့မှပေါ့နော်အဓိကတော့ဆိုပြီးတော့မှ教えて、答えてあげてほしいと思いますよဖြေပေးစေချင်ပါတယ်တဲ့အဲ့တော့ကိုကမတရက်လိုက်နိုင်တယ်ကွာဒါမဲ့လည်း तू ကကိုတော့မှဖယ်ပေးလိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ဘာမှမပြောနေနဲ့တော့ထိုင်ချလိုက်ထိုင်ပြီးတော့မှအာဒီကတော့လို့ပြောပြီးတော့မှတဲ့အဲ့လိုမျိုးလေးပေါ့နော်ဖြေပေးတာကိုလိုချင်မှာဖြေပေးစေချင်တယ်လို့တွေးမိပါတယ်ပေါ့လေနော်အဲ့တော့ဒီလိုမျိုးပါတယ်ဒီလိုလေးလုပ်စေချင်ပါတယ်လို့တွေးမိရလို့ပေါ့နော်ဘလို့လုပ်ပါညာလုပ်ပါအဲ့လိုမျိုးပြောရောအနောက်ကနေမှလေထို့ omoimas တို့ပါတော့ပါတယ်ဆိုလို့ရှိရင်လေအဲ့ဒါကဆိုင်သူရဲ့အတွေးလေးပေါ့နော်ဒီလိုလေးတော့ဖြစ်စေချင်ပါတယ်ဒီလိုလေးတော့လုပ်စေချင်ပါတယ်လို့ထင်မိပါတယ်တွေးမိပါတယ်လို့ပြောတော့ကြောင့်မလို့ဒီစာကြောင်းဒီမင်းကြောင်းသားတဲ့စာကြောင်းပေါ့နော်အဲ့စာကြောင်းကတဲ့အဲ့စာကြောင်းကဒီမှာရေးထားရပေါ့နော်教えてあげてほしいと思っているလို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီစာကြောင်းကဘာတူလဲဆိုတော့ဘယ်သူတော့ဖြည့်ပေးစေခြင်းနဲ့လို့တွေးနေတာကဘယ်သူတွေးရလဲစာရေးသူကတွေးရလေเนาะအဲ့တော့ဒီထဲမှာဟိရှာလို့တိုက်ရိုက်ကြီးရောရေးမထားဘူးဒါမဲ့လေခုနိုဘွန်ကိုခိုင်းတာဟိတော့ပေါ့လေเนาะဒီစာကြောင်းကိုရေးတဲ့သူလို့ပြောချင်တာဖြစ်တော့ကြောင့်မလို့ဒီပုတ်စာမှာဆိုလို့ရှိရင်အဖြေကယွန်ပါအဲ့တော့ဘာဖြစ်လို့一番မလဲဆိုလို့ရှိရင်お年寄りや体の不自由な人ဆိုလို့ရှိရင်တက်ကြီးရုံနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူကကြလို့ရှိရင်ဒီဖြည့်ပေးစေခြင်းနဲ့လို့တွေးတာမဟုတ်ဘူးဒီတက်ကြီးရုံနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူကဘာလို့ရမှာလဲဆိုကိုယ့်ကိုယ်သာအကေးထိုင်ကုန်ဖယ်ပေးခြင်းခံလိုက်ရမယ်ဆိုလို့ရှိရင်ဒီလူတွေကငါရက်နိုင်နေဘာမှဖြစ်ဘူးငါ့ကိုမပေးနဲ့လို့မပြောနဲ့ရိုးရိုးသားသားနဲ့ထိုင်ချလိုက်ပြီးတော့အဓိကတူလို့ပြောလိုက်ပေါ့လေနော်အဲ့တော့အဲ့လိုမျိုးရက်တီချက်မှာရက်ရှိနေတာဖြစ်တော့ကြောင့်မလို့နံပါတ်1ကတော့မှားလိမ့်မယ်နောက်နံပါတ်2ကကြတော့ထိုင်ကုန်ကိုမဖယ်ပေးတဲ့ဝါကမွန်တို့တဲ့ထိုင်ကုန်ကိုမဖယ်ပေးတဲ့ဝါကမွန်တို့ကစာပိုက်ထဲမှာတော့ပါသွားတယ်ဒါပေမဲ့ဘာလို့သူကဒီထိုင်ကုန်ကိုမဖယ်ပေးတဲ့လူငယ်လို့ပြောတာလဲဆိုလို့ရှိရင်သူကအရင်တော့အငင်းခံလိုက်ရလို့လေနော်အငင်းခံလိုက်ရလို့မို့လို့ထိုင်ကုန်ကိုဖယ်ပေးမယ်လို့သူကမလုပ်တော့ဘူးလို့ပြောတာအခုပြောတာကဖြေပေးစီခြင်းတယ်လို့တွေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပု္ပ္ပာဒီနံပါတ်1အဖြေကလည်းမှားလိမ့်မယ်နောက်နံပါတ်3ဝါကိုက်တော့လူငယ်ဖြည့်ပေးစီခြင်းတယ်လို့တွေးတဲ့ဒီစာကြောင်းအရာဆိုလို့ရှိရင်ဖြည့်ပေးစီခြင်းတယ်လို့တွေးတာကလူငယ်နဲ့ဒီတက်ကြီးရွယ်ဦးကြားမှာသူတို့ကအစင်မပြေမှုဖြစ်နေရလေနော်လူငယ်တွေကတော့ဒီလိုမျိုးဖယ်ပေးလိုက်တယ်ဒါမဲ့လည်းဟိုဘက်ကညင်းလိုက်တယ်အဲ့ကြောင့်မလို့နောက်မလုပ်တော့ဘူးဆိုတဲ့ဟာမျိုးသူတို့လူငယ်တွေမှာတွေးသွားတယ်အဲ့တော့အဲ့လိုအတွေးမျိုးလူငယ်တွေစီမှာလည်းပျောက်သွားအောင်လို့မို့လို့ပေါ့လေနော်ဇာကြီးသူကဒီလိုလေးတော့တွေးစီခြင်းနဲ့ဒီလိုလေးတွေးလိုက်မှာပဲလူငယ်တွေကနောက်ဆိုလို့ရှိရင်သူကဖယ်ပေးခြင်းမှာဆိုတဲ့ပုံစံပြောတာဖြစ်တော့ကြောင့်မလို့ဒီမြင်းချောင်းတားထားတဲ့အရာဆိုရင်ဒါတွေကဝါကမွန်တို့ခြာနိုင်အဲ့ကြောင့်မလို့အဖြေအနေနဲ့ဆိုလို့ရှိရင်ဒီစာကြောင်းကိုရေးတဲ့သူဆိုတော့ဟိရှာဆိုတဲ့ဟာကအဖြေမှန်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ရထားပေါ်မှာဒီစာရေးသူကနေပြီးတော့မှပေါ့နော်တက်ကြီးရေကိုနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့လူတွေကိုထိုင်ကုန်မှာဖယ်ပေးတဲ့လူငယ်တွေကိုတွေးလိုက်တယ်အဲ့တော့ဘာလို့လဲလို့မေးလိုက်တဲ့အခါမှာအရင်တော့ကတော့ဖယ်ပေးမယ်လို့လုပ်ဖူးပေမဲ့အငင်းခံလိုက်ရတဲ့အတွက်ကြောင့်မလို့သူတို့ကမဖယ်ပေးတော့ဘူးဆိုတဲ့ပုံစံဖြစ်သွားတယ်ပေါ့လေနော်အဲ့အတွက်ကြောင့်မလို့စာရေးသူကလူငယ်တွေအနေနဲ့လူငယ်တွေရဲ့ရက်တီချက်ကနေမှစဉ်းစားကြည့်ရပေါ့လေနော်အဲ့တော့ဟုတ်တာပေါ့လူငယ်တွေဆိုတာကဒီလိုကိုမတိရဲ့သူတယောက်ကိုအတန်ပြုတ်ဖို့ဆိုတဲ့ဟာကနည်းနည်းတော့တက်တိရှိဖို့လိုအပ်တယ်အဲ့ဒါကြီးကိုမှဒီဗာလဲကိုကမတိရဲ့လူကြီးကိုလေနော်ထိုင်းမဆိုပြီးတော့မှသို့လို့ပြောတဲ့အချိန်မှာအဲ့လူရကိုညင်းလိုက်တယ်ဆိုရင်ရှက်တာရောဘာရောဖြစ်သွားနိုင်တယ်လीနော်အဲ့တော့သူတို့ကလည်းနောက်ခါကျတော်ပြီးငါမဖယ်ပေးတော့ဘူးဆိုတဲ့စိတ်မျိုးဖြစ်မှာပဲဆိုမှစာရေးသူကတုံးသက်ပြီးတော့မှအကေရင်မြန်ဒီလူငယ်တွေစီကနေပြီးတော့မှပေါ့နော်သို့ဆိုပြီးတော့မှဒီထိုင်ကုန်ကိုဖယ်ပေးလိုက်တယ်ဆိုလို့ရှိရင်တက်ကြီးရွယ်ကိုနေနဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူတွေကဘာလုပ်ရမှာလဲဆိုလို့ရှိရင်
ငါအတွက်ဒီထိုင်ကုန်ကမလိုဘူးပေါ့နော်ငါနောက်ဘူတာဆိုရင်စင်းတော့မှာပဲဖြစ်ဖြစ်ကွာအဲ့လိုမျိုးတွေးနေရပေါ့နော်ငါ့ကိုဖယ်ပေးဖို့မလိုဘူးလို့တွေးတယ်ဆိုရင်တော့မှပဲဘာမှမစင်စားနဲ့အရင်ဦးဆုံးဆိုရဒီဗာလဲစနာဝင်ဒီဆိုရဒီပေါ့နော်ဒီတိုင်းထိုင်ချလိုက်ထိုင်ချပြီးတော့မှအာဒီကတော့ဆိုပြီးတော့မှဝုတ်ကိုပြန်ပြီးတော့မှဖြေပေးလိုက်မယ်ဆိုလို့ရှိရင်လူငယ်တွေအနေနဲ့လည်းပဲစိတ်ချမ်းသာရစိတ်သက်သာရရသွားပြီးတော့မှနောက်ခါဆိုလို့ရှိရင်လည်းထိုင်ကုန်ဖယ်ပေးခြင်းစိတ်တွေပို့ပြီးတော့မှပေါ်လာမှာပဲဆိုပြီးတော့မှဒီစာပိုက်ကစာရေးသူရဲ့ဤခန်းသုံးသက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတပိုက်လိုက်ကြီးကိုခြုံပြီးပြောမယ်ဆိုလို့ရှိရင်ဒီစကားတွေကဘု து စကားပဲလဲဆိုတော့စာရေးသူရဲ့စကားပဲပေါ့နော်ထောအမွိမတ်ဆိုတဲ့ဟာလေးကလည်းပါနေရကလည်းပဲစာရေးသူရဲ့သုံးသက်ချက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့အဖြေကယုံပါはいအဲ့တော့ဒီမွန်တိုင်းတို့ကအဆင်ပြေမယ်ပေါ့နော်နားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်